အဲ့ဒီနောက်မှာတော့ဒေါသထွက်နေတဲ့လေသမားကြီးကဟေရော့ကိုရုတ်တရက်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့ဟေရော့ကပါပါနတ်နတ်နဲ့ရှောင်းတိန်နိုင်ခဲ့ပြီးလေသမားကြီးကိုပြန်လဲတွန်းထုတ်လိုက်ရကနေလေသမားကြီးတေဆုံးသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတခြားလေလူသားလေးနိုးလာပြီးဟေရော့ရဲ့အဖော်စစ်သားကိုဝိုင်းဝန်းတပ်ပစ်လိုက်ကြပါတယ်သူ့ရဲ့အဖော်တေဆုံးသွားတာကိုမြင်လိုက်ရတဲ့ဟေရော့တရားသွေးပြက်ပြီးတောအုပ်ထဲကိုအလန့်တကြားထွက်ပြေးသွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဟေရော့ဟာယထာတန်လန်အိုင်းလျှောက်လာရင်မြို့ငယ်လေးစီရောက်လာခဲ့ပါတယ်ဒီလိုနဲ့ဟေရော့တယောက်ဆက်လျှောက်ရင်စွန့်ပစ်ထားတဲ့စစ်သုံးဂျစ်ကားတစ်စီးကိုသူတွေ့ရှိသွားပြီးအဲ့ဒီကားထဲမှာဂုံတူးဆောင်တစိုက်တွေတပ်ဆင်ထားတဲ့ဘိုးကြီးတယောက်ရဲ့ယူနီဖောင်းတွေထည့်ထားတဲ့ခရီးဆောင်တက်တာတစ်လုံးကိုသူတွေ့လိုက်ရပါတယ်အီဒန်ကိုခံနိုင်ဖို့အတွက်အဲ့ဒီဘိုးကြီးရဲ့ယူနီဖောင်းကိုသူလဲလွယ်ဝတ်ဆင်လိုက်တဲ့အချိန်မှာတော့ဟေရော့ရဲ့ဘဝဟာတက်စစ်ချိုပြောင်းလဲသွားပါတော့တယ်အဝတ်ဆောင်အစ်စ်နဲ့ဟေရော့တယောက်ဘိုးကြီးတယောက်ရဲ့ဟန်ပန်ကိုစတင်ဖမ်းနေပြီးကလေးတယောက်လူကြီးလုတ်တန်ကစားနေတယ်လို့မျိုးဟန်ဆောင်နေတော့မှပဲစစ်သားတယောက်သူ့စီချင်းကပ်လာပြီးအလေးပြုလိုက်ပါတယ်အဲ့ဒီစစ်သားဟာဟေရော့ကိုအကြာရှိအစ်စ်လို့ထင်မှတ်ပြီးမိမိကိုယ်သူဟာတက်သား fried duck ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်သူဟာသူ့ရဲ့တက်စုနဲ့လူကွဲသွားတာကြောင့်ဟေရော့ရဲ့ကုတ်ခဲမှုအောက်မှာတာဝန်ထမ်းဆောင်ခွင့်ပြုဖို့ပေါင်းဆိုလာပါတယ်အစပိုင်းမှာဟေရော့တရားဘလို့တုံ့ပြန်ရမှန်းမသိပဲဝေကွဲမရဖြစ်နေခဲ့ပြီမဲ့ fried duck ဟာရှုနဲ့နစ်နေတဲ့ကားကိုအောင်မြင်မောင်းထုတ်နိုင်တာကိုမြင်လိုက်ရတဲ့အခါမှာတော့ဟေရော့ဟာ fried duck ကိုတန်တရားအနှင်းငယ်ရှိနေတာကြောင့် fried duck ရဲ့တက်သားအထောက်ထားတွေစစ်ပြီးဘူကြီးတယောက်ထဲအာနာစတင်ပြပါတော့တယ်ဒီလိုနဲ့ဟေရော့ဟာဒီလိမ်မဲ့မှုကိုဆက်လုပ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်ဒါနဲ့ပဲဟေရော့ဟာဘူကြီးတယောက်ဖြစ်အပြည့်အဝဟန်ဆောင်ပြီး fried duck ကိုသူ့ရဲ့လက်အောက်ခံအဖြစ်လက်ခံလိုက်ပါတော့တယ်